တော့ဖုံးမင်းခံပါလှိုင်အာကီဒိုဒိုဂျိုရှင်းနေပြည့်အတွက်ကုန်ယူပါတယ်နောက်တစ်နှစ်တွေမှာလည်းအာကီဒိုအကြာကြီးကစားနိုင်ပါစေစံစင်ကျန်းမာနဲ့တနေ့ပြီးတစ်နေ့တင်ပေးနိုင်ပါစေစံစေးသားကိုဖြူကနေအညိုထိတင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်သားငငယ်တုန်းကဒီမိုဇေးချင်းပြကျင်တာကိုပြခွင့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်သားရှိုးရန်ဖြေဖို့အတွက်လည်းစံစေးကယူဆိုင်ပေးပါဦး Hello, Ekariba. Osashiburi desu. Sensei dojo shinepire etoe omedetou gozaimasu. Di dojo shinepiraကိုလည်းတကယ်ဂုဏ်ယူမိပြီးဝမ်းသာအားကျနေပါတယ်။ dojo ကအားလုံးကိုလည်းသတိရနေပါတယ်။ Sensei EQ ထိတင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ dojo မှာလည်းဒီလာမယ့်နှစ်တွေမှာအရာရာအားလုံးအဆင်ပြေဖို့ဆုတောင်းပေးနေပါတယ်။ Fighting ပါ Hello လှိုင်အာကီဒိုဒိုဂျိုကနောက်လာရှိုးရန်ဖြေမဲ့စံပိုက်ချွေစီပါလှိုင်ဒိုဂျိုရှင်းနေပြေသွားလို့လဲအိုမဲတဲ့တူကစားမတ်နောက်ထပ်လာမယ့်နှစ်တွေမှာလည်းစံစေတပည့်တွေကိုမုတ်တွေအများကြီးကျွေးနိုင်ပါစေတင်နန်းလာတက်တဲ့တပည့်တိုင်းကိုလည်းခုလိုပဲစိတ်ရှိရှိနဲ့တင်ပြနိုင်ပါစေနောက်ထပ်လာမယ့်ဒိုဂျို9နှစ်ပြည့်တို့10နှစ်ပြည့်တို့ကိုလည်းစံစေးစိတ်ကြိုက်ပါတော့ကျင်းပနိုင်ပါစေပြီးတော့ကျင်းပနိုင်အောင်လို့လည်းစံစေးကျမ EQ စိုက်ပါသမီးကိုလည်း EQ ကနေပြီးတော့အခုဖြေရောမယ်နောက်လာဖြေရောမယ်ရှိုးရန်အတွက်လည်း3နှစ်ကျော်တောက်လျှောက်စိတ်ရှိလက်ရှိတင်ပြပေးလို့ကျေးဇူးတင်ပါတယ် Happy birthday စံစေးရှင်းနေပြည့်မွေးနေ့တော့ Happy birthday ပါလားအန်ကီတို့နောက်လာမဲ့နှစ်ပေါင်းများစွာတော့လည်းအောင်မြင်ဖို့အတွက်ဆုတောင်းပေးပါရစေSensei. First and foremost, Sensei, I appreciate and want to give you my sincerest thank yous for this experience. Secondly, Aikido has taught me humility, fortitude, and patience, with you being someone I've grown to appreciate to the highest degrees. New experience, friends, and the support I've gotten from Aikido is one that I believe will stick with me for a lifetime. Thank you very much. Hello လာအာကီဒိုဒိုဂျိုကနီကျူမောင်ဖုံးရှင်ပြောနေပဲဖြစ်ပါတယ်ခင်ဗျအာကီဒိုရဲ့ပျော်ရွှင်စရာရှင်းနေပြည့်အထိတ်မှန်နေပါဆရာလည်းနောက်နှစ်ပေါင်းများစွာအခက်ခဲတွေကြားတဲ့အာကီဒိုအကြိုက်ကစားနိုင်ပါစေပြီးတော့ပိုင်နေလေးတက်ပြီးတော့အစူအလေးနည်းနည်းရှော့ပေးပါလို့ဒါအရေးတန်းတာနည်းနည်းလေးရှော့ပေးပါမယ်ခင်ဗျရှေ့ပွဲမှာလည်းလိုက်ခိုင်းတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟာရှင်နာနော်မပိုက်တဲ့အိုမဲတဲ့တူကိုဆိုင်မှာဆန်စီအိုမဲတဲ့တူမင်္ဂလာပါဆရာသမီးကတော့ဝင်ဝအေးပဲဖြစ်ပါတယ်အခုရုံးကျူကရုံးကျူမှာရောက်နေပါပြီအရင်ဆုံးဆရာရဲ့လာအိုက်ဒီတို့တို့ရှင်းနေပြည့်အတွက်အရန်ပဲခုံယူဝမ်းမြောက်မိပါတယ်သမီးကအခုဒီတင်နန်းမှာရောက်နေတာကတော့တစ်နှစ်ရှိသွားပြီပေါ့ဆရာဒီတစ်နှစ်အတွင်းမှာဆရာသမီးကိုမိသားစုဝင်တယောက်လိုယူဆိုင်ပေးခဲ့တဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်သမီးရဲ့လိုအပ်တာတွေအကုန်လုံးကိုလည်းအတတ်နိုင်ဆုံးဖြည့်ဆည်းပေးတဲ့အတွက်ဆရာကိုအရန်ပဲကျေးဇူးတင်ပါတယ်ဆရာလည်းနောက်လာမဲ့နှစ်ပေါင်းများစွာအထိဆရာချစ်မြတ်နိုးတဲ့အားကစားကိုဒီလှုပ်ဆောင်ကြမမာနဲ့လှုပ်ဆောင်နိုင်မှုအတွက်သမီးကလည်းဆုတောင်းပေးပါရယ်ဆရာလုပ်ငန်းခွဲတွေအများကြီးဖွင့်ပြီးတော့ကြီးဝါချမ်းသာတိုးတက်ပါစေဆရာ